အားလုံးမင်္ဂလာပါကျွန်တော်တို့ဒီတောက်ကြနေနေတိုင်းလုပ်ပြီးမှပေါ့မနေ့ကတော့ခွန်ကူ၄ခွက်ရွေးပြလိုက်တယ်ခွန်ကူအောင်သွားကြတယ်ဒီနေ့ကခွန်ကူဒါ၄ခွက်ထဲမှာပါသွားတယ်ပေါ့နော်ခုဒီနေ့အတွက်ပုံမှန်ပရိတ်ထွက်နေကြပရိတ်လေးပြန်လုပ်လိုက်မယ်ပုံမှန်ထွက်နေကြပရိတ်ဒီကျွန်တော်ပြောခဲ့သလိုပဲဒီလေးနှစ်3ည4နှစ်3ည4ပေါင်းချင်းဒီ6ရတယ်အဲကြတော့ကျွန်တော်ဒီ6ရက်ပါဝါ1 6 9ကပါလေပရိတ်ပေါ့နော်ကျွန်တော်တို့6 9ပရိတ်ရတယ်6 9ပရိတ်ကိုကျွန်တော်တို့ဒီမှာ9ပရိတ်ဆိုပြီးမှထွက်သွားတယ်ဒါဒီပရိတ်တွေပြောတယ်6 3 9ပရိတ်ထွက်သွားတယ်နောက်တစ်ခုအနေနဲ့6နဲ့1နဲ့ပေါင်းတော့9 9နဲ့ပေါင်းတော့6ဒီ9 9နဲ့ပေါင်းတော့6ရဲ့6 9ပရိတ်ပဲကျွန်တော်ပြန်ရတယ်ပေါ့နော်6 9ပရိတ်ပဲပြန်ရတယ်6 9ပရိတ်ပြီးတော့ဒီမှာ6 9ပရိတ်ပြန်ရတဲ့ဟာကို9ပရိတ်ဆိုမှ1 8သိထွက်သွားတယ်ဒီကောင်ဒီပရိတ်စင်လေးပြီးတော့ပြီး3နဲ့1နဲ့ပေါင်းတော့4 4နဲ့1နဲ့ပေါင်းတော့9ရတယ်ပေါ့နော်5 3ည3 5 3ည3ပရိတ်ကိုကျွန်တော်ဒီမှာ4 9 4 9ဆိုတဲ့နေ့ကို3ပရိတ်ကြာသွားတယ်ဒီနေ့ပဲဒီမှာ4 8 4 6ရတယ်4နဲ့8နဲ့ပေါင်း2နဲ့4နဲ့ပေါင်းတော့6 6ရဲ့ပါပါသည်1 6 9ပရိတ်ပြန်ရတယ်ပေါ့နော်6 9ပရိတ်မှာဒီမှာခွန်4ဆိုပြီးမှညနေပိုင်းမှာခွန်4ဆိုပြီးမှတက်ပရိတ်ထွက်သွားတယ်ဒီပရိတ်ပါလေးဒီလိုထပ်ပေးတယ်9ရဲ့ပေါင်းတော့8 8နဲ့9နဲ့ပေါင်းချင်းဒီ5ရဲ့ပါဝါဒီ3ည5 3ည5ရဲ့နှက်ခတ်ဒီ3 5 3ည3ပရိတ်ရတယ်နှစ်3ဆိုပြီးမှ5ပရိတ်ထွက်သွားတယ်လိုအပ်ဆက်သွားတဲ့ချိန်မှာ2ရဲ့4ရဲ့6ရတယ်6ရဲ့6ရဲ့ပေါင်းတော့2ရတယ်ပေါ့နော်2ရဲ့ပါဝါဒီခွန်2ရဲ့နှက်ခတ်ဒီ4နှစ်ခွန်4ပရိတ်ဒီ40သိ4ပရိတ်ထွက်သွားတယ်နောက်တစ်ခုအနေနဲ့နောက်တစ်ရက်ကိုဆက်ပေးတယ်ဒီနှစ်3 5ရဲ့4ရဲ့ပေါင်းတော့9ရတယ်9ရဲ့လောပါဒီ4 9ရဲ့နှက်ခတ်ဒီ6 9 4 6 9 4 6ကို1 8ဆိုမှကျွန်တော်တို့9ပရိတ်ပေးသွားတယ်အဲ့ဒီလိုလေးပဲဆက်ပေးတယ်ပေါ့နော်1နဲ့9နဲ့ပေါင်းတော့3ည3ညရဲ့ပါဝါ3ညနဲ့1နဲ့ပေါင်းတော့100ရပါတော့1ရဲ့ပါဝါဒီ6 1ရဲ့6 1ရဲ့နှက်ခတ်ဒီ8 1 6 8ပရိတ်ကိုမနေ့ကရေးချိန်မှာကျွန်တော်ခွန်ကူ6ပရိတ်နော်ဝမ်းချင်းလေးရောပရိတ်လေးရောကျွန်တော်ဆွေးထုတ်တဲ့၄ခွက်ထဲကနေမိသွားပေါက်သွားကြတယ်ဟာပေါ့နော်ဒီနေ့ဒီနေ့23ရက်နေ့တောက်ကြနေနောက်ဆုံးပရိတ်ကဒီမှာပရိတ်ဒီ4နဲ့8နဲ့ပေါင်းချင်းဒီ2နဲ့9နဲ့ပေါင်းချင်းဒီ9ရဲ့ပါဝါဒီ4 9ရဲ့နှက်ခတ်ဒီ6 9 4 6ပရိတ်ပေါ့နော်ကျွန်တော်တို့ပရိတ်ဒီ9 4 6ပရိတ်ဒီ9 4 6 9 4 6ပရိတ်ရတယ်ကီးပေါ့ကီးကိုဆက်သွားမယ်ဆိုရင်ကီးကတော့ကျွန်တော်ပြောသလိုလွယ်ဟွာပေါ့ကျွန်တော်တို့မပြောင်းသေးဘူးပေါ့သူနေတိုက်ကြီးဒီကျွန်တော်တို့6 9ကီးကမပြောင်းသေးဘူး6 9ကီးကိုဒီမှာ9ထီတယ်6 9ကီးကိုဒီမှာ9ထီတယ်ဒီမှာ1ထီတယ်ဒီနေ့မှလည်း6 9ကီးနဲ့မှကုန်ထီသွားတယ်6 9ကီးထီတယ်6 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 9ကီးဒီမှာထီတယ်ပေါ့နော်အဲ့မှာကျွန်တော်6 9ကီးထီသွားတဲ့အချိန်မှာကျွန်တော်ဒီနေ့ဒီလည်းပဲဒီမှာတောက်ကြနေအတွက်6ကီးရပုံမှန်ကျွန်တော်ပြောသလိုကီးဒီ6 9ကီးလာမှာပေါ့နော်ကီးက6 9 ကီးရတယ်မနေ့ကပြီးခဲ့တဲ့1ချင်း6 9ကီးကိုမှကျွန်တော်တို့ကဘယ်ကောင်အားတာလဲဆိုတော့ဒီကောင်မနေ့ကပြီးခဲ့တဲ့1ချင်းပုံစံလေးထဲမှာ6ဒီမှာကီးထဲမှာပါနေလို့ကျွန်တော်ဒီထဲမှာပြီးမှဒီဟာဒီ1ချင်းထုတ်မပေးတော့တာပေါ့နော်ဘယ်လိုလဲဆိုတဲ့ခါကျတော့ကျွန်တော်တို့9နဲ့4နဲ့ပေါင်းချင်းဒီနှစ်ခုပေါင်းချင်းပေါ့နော်ဒီနှစ်ခုပေါင်းချင်းက9နဲ့4နဲ့ပေါင်းချင်းက3ရတယ်ဟောဒီနှစ်ခုပေါင်းချင်းက3 8 3ရတယ်3ရပါပါဒီ8ဆို3 8ကိုထိတယ်3 8ထိတယ်4 3 4 3ဆိုတော့4နဲ့3နဲ့ပေါင်းချင်းဒီကျွန်တော်တို့2ခွန်ကိုခွန်2ပေါ့နော်ခွန်2ကိုကျွန်တော်တို့ဒီမှာ2ထီတယ်3နဲ့3ညနဲ့ပေါင်းချင်းကို3ရတယ်3ရပါပါ8 3 8ကိုဒီမှာရှိတယ်3ညနဲ့ခွန်နဲ့ပေါင်းတယ်ခွန်2ကိုဒီမှာခွန်ထီတယ်ပေါ့ဒီနေ့ဒီလေခွန်နဲ့9နဲ့ပေါင်းချင်းဒီ6ရတယ်6ပါပါဒီတက်ဆိုတော့ကျွန်တော်6 9ကီးနဲ့6တက်နဲ့ညှိနေတဲ့အတွက်6တက်ချိန်လေးကိုမထဲတော့အချိန်မထဲတော့ဘူးနော်အဲ့လိုပဲဒီပေးနေတဲ့ဟာလေးစစ်ပြီးမှ6တက်ရတဲ့ဟာလေးပို့ပြောမယ်6တက်ချိန်မှဒီမိနစ်ခုရတာဒီ4နဲ့9နဲ့ပေါင်းတယ်4နဲ့9နဲ့ပေါင်းတော့6တက်ရတယ်4နဲ့9နဲ့ပေါင်းတော့1ပါပါ6ဆိုဒီမှာ6ထီတယ်ဒီနှစ်ခုလဲ
3နဲ့6နဲ့ပေါင်းတော့9ရတယ်ဒီမဲ့3ရတယ်9ရတဲ့ခါကျ9ထိတယ်9နဲ့4နဲ့ပေါင်းတော့3ရတယ်3ရပါပါသည်8 3 8ချိန်8နဲ့10နဲ့ပေါင်းခြင်း9 9 4ချိန်ကျွန်တော်တို့4နဲ့9 9နဲ့9နဲ့ပေါင်းခြင်းဒီ6ရတယ်ဆိုတော့ကျွန်တော်6ချိန်ပေါ့6ချိန်ထားရတယ်ဒါပေမဲ့ကျွန်တော်6ကကီးရဲပါနေလို့မထဲတော့အဲဒါကီးတစ်မျိုးဒီဟာတိုင်းကျွန်တော်တို့6ချိန်နဲ့ဒီဟာနဲ့ဆိုမကြီးတော့ဘူးပေါ့နော်အဲဒါကျွန်တော်ကီးရဲမှာပဲပါသွားတဲ့တစ်ထက်မှာကီးထက်ရှာလို့ဝမ်းချင်းထက်ရှာမယ်ဝမ်းချင်းထက်ရှာမယ်ဟေးဆိုလို့ရှိရင်ဝမ်းချင်းပေးနေတာဒီကနေစပေးတယ်ကျွန်တော်တို့9နဲ့4နဲ့ပေါင်းခြင်း9နဲ့ဒီနှလုံးရဲ့ပရိတ်ပေါ့နော်ဒီမနေ့ပိုင်းထွက်တဲ့ဟာရဲ့ပရိတ်ဒီ9ဆိုတဲ့ခါကျကျွန်တော်က3ပရိတ်ရတယ်3ပရိတ်ကိုဝမ်းချင်းယူမယ်3ရက်ပါ8 38ချိန်38ချိန်ကိုကျွန်တော်ဒီမှာ3ထိတယ်အဲ့လိုပဲဒီမှာ2နဲ့3နဲ့ပေါင်းခြင်းဒီကျွန်တော်တို့9ရတယ်9ရက်ပါပါဒီ3ည9 3ညချိန်ဒီမဲ့3ညထိသွားတယ်ဒီမှာ2နဲ့9နဲ့ပေါင်းခြင်းဒီ1ပရိတ်ရတာကို1ရက်ပါပါဒီ6 6ချိန်ဒီ16ချိန်ကိုဒီမှာ1ထိသွားတယ်ဒီမှာ1ထိသွားတဲ့ခါကျ1နဲ့8နဲ့ပေါင်းခြင်းဒီ9ရက်ပါပါဒီ4ချိန်9ချိန်ကိုမနေ့ကတော့ကျွန်တော်4 9ဆိုပြီးမှ9ချိန်လိုက်ထွက်သွားတယ်ပေါ့နော်ဒီနေ့ပိုင်းမှာ9ချိန်လောက်ထွက်သွားတယ်ဒီနေ့မနေ့မှာဒီကျွန်တော်တို့4နဲ့9နဲ့ပေါင်းခြင်းဒီ3ရက်ပါပါဒီ8 3 8ချိန်အဲကြောင့်ချိန်ဒီကျွန်တော်ပြောမယ်အချိန်ဒီ1ချိန်က3 8ရတယ်ဝမ်းချင်း3 8ရပြီးတဲ့ခါကျတော့ကျွန်တော်တို့ဒီ3 8လေးနဲ့တင်ဝမ်းချင်းရတာတယ်မို့ဝမ်းချင်းဒီနောက်တစ်မျိုးရှိသေးတယ်နောက်တစ်မျိုးကဒီလိုလေး3 8ဟာဒီကောင်ပေါ့ဒီမှာ9နဲ့3 9နဲ့4နဲ့ပေါင်းချင်းဒီလိုလေးပေါ့ရဒီနှစ်ခုပေါင်းချင်းဒီ3ရတယ်3ရက်ပါပါဒီ8 3 8ချိန်ကို3ထိတယ်ဒီနှစ်ခုပေါင်းချင်းဒီခွန်ရတယ်ခွန်ရပါပါဒီ2ထိတယ်3နဲ့9နဲ့ပေါင်းချင်းဒီ2ရပါပါဒီခွန်နှစ်ခွန်ချင်းကိုထိတယ်ဒီနေ့8နဲ့9နဲ့ပေါင်းချင်းဒီခွန်ရပါပါဒီနှစ်ဆိုဒီနေ့အချင်းဒီလည်းပဲဝမ်းချင်းထဲမှာခွန်နဲ့ချင်းလည်းပဲခွန်နဲ့ချင်းလည်းရတာပေါ့နော်အဲကြောင့်ဒီမှာခွန်ချင်းထဲမှာခွန်နဲ့ချင်းဒါကကျွန်တော်တို့ကခွန်နဲ့ချင်းကထပ်ပြီးမှရတဲ့အချင်းဒီဟာလည်းပေးနေတဲ့ချင်းဆိုယူရမှာပဲဒါပေမဲ့ကျွန်တော်တို့ဒီပရိတ်နဲ့ကီးနဲ့ညှိပြီးမှထိုးမဲ့ဟာဒီမှသာလည်းပါမှာဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့ပြီးသွားပြီယူလို့ပြီးသွားပြီဆိုတဲ့ခါကျတော့အဓိကချိန်ကတော့38ချိန်ပေါ့နော်ကျွန်တော်တို့ပြီးခဲ့တာကြားတဲ့ချိန်ကတော့38ချိန်လေးပေါ့နော်ဟုတ်ပဲအတူတူပါပဲ38ချိန်ရကျွန်တော်9ချိန်ရောဒါလည်း1ချိန်ပါပဲနော်ဒါ1ချိန်ပဲဒါလေးချိန်အဲ့လိုချိန်လေးတွေကိုကျွန်တော်တို့ပြန်ပြီးမှရွေးထုတ်မဲ့အချိန်မှာကျွန်တော်တို့ကြိုက်တဲ့ဟာနဲ့တွားကြည့်မယ်ကျွန်တော်ကီးရယ်1ချိန်ရယ်ပေါင်းတာဒီပရိနဲ့ကြိုက်ရမယ်မနေ့ကခွန်9ထွက်သွားသလိုလေးကြည့်တွေ့ကြည့်တဲ့ခါမှာ6 3ဒီကျွန်တော်တို့က9ဆိုတော့ဘာရမလဲ6 3ဒီ9ဒီ6 3ဒီဒီ6နဲ့1ဒီကီးနဲ့ဒီ3နဲ့ဒီ1ချင်းနဲ့ပေါင်းလိုက်တဲ့6 3 6 3ဆိုတော့9ဆိုတော့9ပြိနဲ့ညီးတဲ့အတွက်ကျွန်တော်တို့ဒီ6 3ပါတယ်ပေါ့နော်6 3ပြီး6 3ရမယ်6 8ဒီ4ပြိနဲ့ညီးတဲ့အတွက်6 8ပြီးတော့1နဲ့သွားမယ်ကီးကြောက်တဲ့အတွက်1 3ဒီ4ပြိနဲ့ညီးတဲ့အတွက်1 3ဒီ4ပြိနဲ့ညီးတယ်1 3ပြီးတော့1 8ဒီ9ပြိနဲ့ညီးတယ်1 8 9 3ဒီ2ပြိဆိုမပါတော့ဘူး9 8ဒီ9ပြိဆိုမပါတော့ဘူးအားကြတော့မပါဘူးကျွန်တော်တို့ဒီမှာခွန်နဲ့သွားမယ်ခွန်နဲ့6နဲ့ပေါင်းခြင်းဒီ3ပြိရတယ်မပါဘူးခွန်နဲ့1နဲ့ပေါင်းတယ်10ပြိရအောင်ပါဘူးခွန်နဲ့9နဲ့ပေါင်းတယ်6ပြိမနေ့ကထွက်သွားတဲ့ခွန်9ဒီပါတယ်ပေါ့နော်ကျွန်တော်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာခွန်9ရသွားပြီ6ပြိရသွားပြီ2ရ6ရပေါင်းခြင်းဒီ8 2ရ1ပေါင်း3 2ရ9ရပေါင်းခြင်းဒီ1ပြိထဲမှာမကြီးခဲ့ဘူးအဲ့ဒါဒီ9ခွက်ပဲရတယ်ဒီ9ခွက်ရတဲ့ခါမှာ6 3ရ6 8ရ1 3ရ1 8ရခွန်9ရပေါ့နော်အဲ့ဒါမှကျွန်တော်အကြိုက်ဆုံးလေးကိုပြန်ရွေးထုတ်ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ1 8ထွက်ထားတယ်ဆိုကျွန်တော်တို့4ပြိကဆင်းပါနော်4ပြိဒီဆင်းမဲ့အတွက်4ပြိကိုအားတာတယ်ပေါ့နော်အဲ့ကြတော့ကျွန်တော်တို့ main ထိုးမယ်ဒီ9ခွက်ကိုထိုးမယ်ဒီ9ခွက်ကိုအားမယ်အားပြီးလို့ရှိရင်ကျွန်တော်တို့ဒီ9ခွက်ကိုမကြောက်အဲ့ဒါကိုများသေးတယ်မထိုးကျင်သေးဘူးဆိုရှင်ကျွန်တော်6 8ကို6 8ရယ်1 3ရယ်4ပြိကိုကျွန်တော်တို့ဘာလို့လဲဆိုတော့1 8ထွက်ထားလို့ကျွန်တော်တို့က6 8 1 3ကိုဦးစားပေးပေါ့နော်ဦးစားပေးကျွန်တော်ခွန်9ပြန်ကြလဲကြိုက်တယ်ကျွန်တော်ဒီခွန်9လေးကိုလည်းပြန်ကြနိုင်ဖို့လေးကြိုက်တယ်ဒါပေမဲ့များမှနဲမှဘာတွေမပြောလို့မဟုတ်လို့ထိုးကျင်တော့ထည့်တယ်ကျွန်တော်တော့ထည့်ပေးလိုက်ကျွန်တော်တော့ကြိုက်လို့ခွန်9ဒီလေဒါ6ပြိဒီထွက်နိုင်တဲ့အတွက်ဒါ
ဒါဒီ main on ဒီ9ခွက်ထဲကနေထိုင်မှာဒီ3ခွက်ကိုထုတ်လိုက်တာမဟုတ်ဘူးเนาะအကြိုက်ဆုံး3ခွက်ကိုထပ်ပြီးထုတ်ပေးတာဒီကြံတဲ့ဟာတွေမကြိုက်ရင်မထိုးနဲ့ဒီဟာလေးမှဒီဟာလေးတွေကိုမှဒီဟာလေးထပ်ချုပ်နေဆိုတော့6ရှင်းနဲ့3ပဲထိုးပေါ့ဗျာဒါပေမဲ့ကောင်းတာဒီ9ခွက်လောက်တော့ထိုးသင့်ပါတယ်ဘာလို့လဲဆိုတော့ဒါမှသာလည်းကိုယ့်ဘက်ကလည်းရခိုင်တော့ကအောက်ဖို့ရခိုင်တော့ကများမှာဘူးအဲကြောင့်မို့ဒီတောက်ကြနေကုန်ပေါ့နော်တောက်ကြနေကုန်ထိုးပါအလုံးပဲပေါက်ကြပါစေ